တင်အိမ်ထဲမှာဘလောက်ပဲစူးစမ်းပန်းစားအလုပ်လုပ်နေပေမဲ့စီးပွားရေးကတက်မလာပဲငွေကြီးတွေခဏခဏယူဖိနေပါသလားဗျာအိမ်သူအိမ်သားတွေကြားထဲမှာလည်းအကြောင်းမရှိအကြောင်းရှာပြီးစိတ်ဝမ်းကွဲတာခဏခဏနေမကောင်းဖြစ်တာမျိုးတွေကြုံတွေ့နေရပြီလားဒါဟာတင်တို့အိမ်ရဲ့ဘေးရင်ကန်စားတာညံ့လို့တခုရဲ့ကြောင့်မဟုတ်ပဲတင်အိမ်ကန်ထဲမှာမတိမတာတင်းရှိထားမိတဲ့အသုံးအဆောင်ပစ္စည်းအချို့နဲ့အိမ်အပြင်အရှင်အမားတွေကြောင့်မကောင်းတဲ့စွမ်းရင်းတွေလွှမ်းမှုပြီးဖုံးကန်တဲ့ကြက်တရေတွေကိုပိတ်ဆို့ထားလို့ပဲဖြစ်ပါတယ်ဗျာအခုကျွန်တော်ဝေမျှပေးမယ်အိမ်ထဲမှာဓာတ်တွေရှိနေရင်ချက်ချင်းလွင့်ပြပါကန်စားသားလျိုနွန်းစေတဲ့အသုံးအဆောင်ပစ္စည်းများနဲ့အိမ်အပြင်အစင်းဆိုတဲ့အကြောင်းအရာကိုတေချာနားထောင်ပြီးတင့်အိမ်ကိုချက်ချင်းပြင်လဲစစ်ဆေးကြည့်လိုက်ပါတော့ဗျာကျမ်းမာရေးနဲ့လော်ဂီဗဟုသုတတွေကိုအစင်တစိုက်ဂရုစိုက်ကြတဲ့မိသားစုဝင်များဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ကဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Wisdom of Buddha Channel ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ရှေးလူကြီးတွေနဲ့ဖုံးရွှေပညာရှင်တွေရဲ့အဆိုအရကျွန်တော်တို့နေ့စဉ်နေထိုင်တဲ့အိမ်ပတ်ဝန်းကျင်ဟာမိမိတို့ရဲ့ကံစားတာအပေါ်30%အထိတိုက်ရိုက်တက်ရောက်မှုရှိတယ်လို့ဆိုကြပါတယ်ဗျာအခုပထမဆုံးအပိုင်းမှာတော့အိမ်ထဲမှာရှိနေရင်ကန်စားတာကိုအဆိုးဆုံးညှို့နှွမ်းစေပြီးလက်လာပါတွေကိုပိတ်ဆို့တဲ့အခြေခံအချဆုံးအသုံးဆောင်ပစ္စည်းအမားတွေအကြောင်းကိုစတင်လေ့လာကြည့်ကြရအောင်ဗျာအိမ်တွင်းမှာရှိနေရင်ကန်စားတာကိုအမြန်ဆုံးကြာဆင်းစေပြီးလက်ပိတ်စေတဲ့ပထမဆုံးအမားကတော့ကွဲအပ်နေတဲ့မှန်တွေပကံခွဲရောက်တွေနဲ့နာယီအထေတွေကိုတင်းစီထားခြင်းပဲဖြစ်ပါရဲ့ဗျာရှေးလူကြီးတွေကကွဲအပ်နေတဲ့မှန်ကိုအိမ်မှာလုံးဝမထားဖို့တားမြစ်လေးရှိကြပါတယ်အကြောင်းထက်နေတဲ့မှန်တွေဟာအိမ်ထဲကကောင်းမွန်တဲ့စွမ်းအင်တွေကိုအစိတ်စိတ်အများများပျက်စီးစေပြီးအိမ်နှောင်ကြီးအစင်မပြေမှုတွေကိုတည်ဆောင်လာတတ်လို့ပါပဲများထို့အတူပဲအနာကွတ်တွေပဲ့နေတဲ့ပကံတွေခွက်တွေကိုနှမျောလို့ဆိုပြီးဆက်သုံးနေမယ်ဆိုရင်ငွေကြေးလက်လာပါစီးဝင်မှုကိုတားဆီးပြီးစေးရဲခြင်းကိုဖိတ်ခေါ်တာရောက်ပါတယ်ဗျာဒါအပြင်အိမ်မှာပျက်စီးနေတဲ့သို့မဟုတ်တက်ခဲကုန်ပြီးရက်တိုက်နေတဲ့နာယီအထည်တွေကိုဒီတိုင်းဖြစ်ထားခြင်းဟာလည်းတင်းရဲ့ကန်စားသားအချင်းအခါကိုရက်တန့်သွားစေပြီးအလုအကုံတွေအစင်မပြေပဲပိတ်ဆို့မှုတွေကြုံတွေ့ရတတ်ပါတယ်နာယီဆိုတာလေပတ်နေမှာကန်စားသားအလွှဲပေါင်းကိုကောင်းမွန်စေတာမို့ပြက်နေရင်ချက်ချင်းပြင်ပါပြင်မရနေအိမ်ထဲကနေဆွဲထုတ်ပြီးချက်ချင်းလွှင့်ပြထူလိုအပ်ပါတယ်ဗျာနောက်ထပ်ဘာတွေကကန်စားတာကိုညှို့နှွမ်းစီအောင်လေဆိုတာကိုနောက်အပိုင်းတွေမှာဆက်လက်ဆွေးနွေးပြီးထားမှာမို့အဆင်ပြေပြီဆိုရင်ပြောပြပါအောင်ခင်ဗျာအိမ်တွင်းမှာရှိနေရင်ကန်စားတာကိုဒုတိယမြောက်ညှို့နှွမ်းစေတဲ့အရာကတော့တေဆုံး6သွေးနေတဲ့အပင်တွေနဲ့ညှိုးနှွမ်းနေတဲ့ပန်းအိုးတွေကိုအိမ်ထဲမှာဆက်ထားခြင်းပဲဖြစ်ပါတယ်ဗျာအပင်တွေဆိုတာရှင်သန်ခြင်းနဲ့တိုးတက်ကြီးပွားခြင်းရဲ့နမိတ်ဆောင်တဲ့အရာတွေဖြစ်ပါတယ်ဒါပေမဲ့တင်းအိမ်ကပန်းအိုးထဲမှာပန်းတွေကညှိုးနှွမ်းပုတ်တိုးနေပြီးသို့မဟုတ်ဝရန်ဒါနဲ့ဝရန်ဒါမှာအပင်တွေကအရွက်တွေခြောက်ပြီးတေဆုံးနေပြီဆိုရင်တော့အဲ့ဒီအပင်တွေဟာအိမ်တွင်းကအသက်ဆွမ်းအင်တွေကိုစုပ်ယူပြီးလက်ပိတ်ခြင်းစိတ်မအီမသားချစ်ခြင်းနဲ့အိမ်သူအိမ်သားတွေကိုဖျားနာလွယ်ခြင်းစတဲ့ဆိုးကျိုးတွေကိုတည်ဆောင်လာတတ်ပါတယ်ဗျာဒါကြောင့်ညှိုးနွမ်းနေတဲ့ပန်းတွေကိုချက်ချင်းစွန့်ပစ်ပြီးလက်ဆက်တဲ့ပန်းတွေစိမ့်လန်းတဲ့အပင်တွေနဲ့အစားထိုးလဲလှယ်ပေးရပါမယ်ဗျာဒါအပြင်ဟောင်းနွမ်းစုပ်ပဲနေတဲ့ဖနှဟောင်းတွေအဝတ်အစားဟောင်းတွေကိုအိမ်တကားဝနဲ့ဘီရိုထဲမှာစုပေါင်းသိမ်းဆည်းထားခြင်းကလည်းကန်စားတာကိုအကြီးမှပိတ်ဆို့စေတဲ့အချက်ဖြစ်ပါတယ်ဗျာအထူးသဖြင့်အိမ်အဝင်တကားဝဆိုတာကန်ကောင်းခြင်းနဲ့လက်ပလာပါတွေဝင်းရောက်ရလမ်းကြောင်းပါဗျာအဲ့ဒီနေရာမှာမစီးတော့လေစုပ်ပဲနန်းဆောင်နေတဲ့ဖနှဟောင်းတွေကိုရှုပ်ပွားနေအောင်ထားမယ်ဆိုရင်လက်နဲ့တော့ကိုဖိတ်ခေါ်တယ်လို့ဖြစ်ပြီးစီးပွားရေးလုပ်ကြရမှာအပိတ်အဆို့တွေအမြဲကြုံရတတ်ပါတယ်ဗျာဘီရိုထဲမှာလည်းမဝတ်တော့လေစုပ်ပဲနေတဲ့အဝတ်အစားတွေကိုနှမျောလို့ဆိုပြီးတင်းထားခြင်းကစွမ်းအင်ဟောင်းတွေကိုပိတ်မိသွားစေကြောင်းအသုံးမပြုတော့ဘူးဆိုရင်ချက်ချင်းစွန့်ပစ်ဖို့လိုအပ်ပါတယ်ဗျာနောက်ထပ်အလွန်အရေးကြီးတဲ့အိမ်အပြင်အဆင့်အမားတစ်ခုကတော့အိမ်ရဲ့အလဲပဟောင်းနဲ့အိတ်ခန်းထဲမှာအမိတ်ပုံးတွေကိုပွင့်လင်းစွာထားရှိခြင်းပဲဖြစ်ပါတယ်ဗျာဖုံးရွှေပညာရှင်အရာအိမ်ရဲ့အလဲပဟောင်းဟာအိမ်တစ်ခုလုံးရဲ့ကျန်းမာရေးနဲ့စီးစိမ်ဥစ္စာကိုထိန်းချုပ်တဲ့နှလုံးသားနေရာဖြစ်ပါတယ်အဲ့ဒီလိုနေရာမျိုးမှာအမိုက်ပုံးတွေအဝတ်လျှော်ရမယ့်အဝတ်ပုတ်ချင်းတွေကိုပုံထားမယ်ဆိုရင်အိမ်ထဲကိုမကောင်းတဲ့အနံ့အတန်နဲ့စွမ်းအင်ဆိုးတွေပြန့်နှံ့သွားပြီးအိမ်သားတွေစိတ်မအားညှော်ကြတာ
စီးပွားရေးအဆင့်မတည်ပဲငွေကုန်လူပန်းဖြစ်တာတွေကြုံရတတ်ပါတယ်ဗျာဒါကြောင့်အမိုက်ပုံးတွေကိုအဖုံးပါတာတုံးရမယ်ဖြစ်ပြီးအမြဲတမ်းအမြင်မတင်တဲ့နေရာမှာဖုံးကွယ်ထားရှိရပါမယ်ခင်ဗျာအိမ်ထဲမှာရှိနေရင်ကန်စာတာကိုတတိယမြောက်ညှိုးနှွမ်းစေတဲ့အရာကတော့မမင်္ဂလာမရှိတဲ့ crown မဲ့ထွေကောင်းတဲ့ရုပ်ပုံတွေနဲ့အယိုးကောင်းပန်းချီကားတွေကိုအိမ်ခန်းထဲမှာခြိုက်ဆွဲထားခြင်းပဲဖြစ်ပါတယ်ဗျာလူငယ်အတော်များများကခစ်ဆန်ခြင်းလို့ဆိုပြီးအိတ်ခမ်းတွေမှာတိုက်ပွဲဖြစ်ပွားနေတဲ့ပုံတွေတောတိုင်းတရိษံတွေအချင်းချင်းကော်ခိုက်ခဲနေတဲ့ပုံတွေဝါးနေကျဲကွယ်ကောင်းစရာပုံရိပ်တွေနဲ့အယိုးကောင်းပုံစံအနုပညာပစ္စည်းတွေကိုအလှဆင်တတ်ကြပါတယ်ဗျာအဲ့ဒီလိုပုံပြင်းပြင်းတွေရန်လိုတဲ့ပုံရိပ်တွေဟာအိမ်တွင်းကိုဒေါသစွမ်းအင်တွေနဲ့တောကစွမ်းအင်တွေကိုအလိုလျားတည်ဆောင်လာကြောင်းအိမ်သူအိမ်သားတွေကြားထဲမှာစကားများရန်ထိရလွယ်ခြင်းအိမ်မက်ဆိုးများမကြာခဏမက်ချင်းနဲ့စိတ်မအေးချမ်းခြင်းတွေကိုဖြစ်ပေါ်စေပါတယ်ဗျာဒါကြောင့်စိတ်ကိုကြည်နူစေမဲ့တဘာဝရှုခန်းပုံတွေစိမ့်လန်းတဲ့ပန်းချီမျိုးတွေကိုပဲရွေးချယ်ခြိုက်ဆွဲတင်ပါတယ်ဗျာဒါအပြင်အိတ်ခမ်းထဲမှာအိယာကုတင်ကိုတိုက်ရိုက်မျက်နှာမူနဲ့မှန်ကြီးတီထားရှိခြင်းဟာလည်းအိမ်တော်ရင်းနဲ့ကန်စာသားကိုအကြီးမှထိခိုက်စေတဲ့အိမ်အပြင်အစင်းအမားဖြစ်ပါတယ်ဗျာမှန်ဆိုတာစွမ်းအင်တွေကိုအပြန်အလှန်ရောင်ပြန်ဟပ်ပေးတဲ့သဘောရှိပါတယ်ကျွန်တော်တို့အိတ်ဆက်နေတဲ့အချိန်မှာခန္ဓာကိုယ်ကစွမ်းအင်ဟောင်းတွေကိုစွတ်လို့ပြီးစွမ်းအင်အသစ်တွေကိုပြန်လဲဖြည့်တင်းရတာထင်ပါတယ်ဗျာအဲ့ဒီအချိန်မှာကုတင်ကိုတိုက်ရိုက်မြင်နေရတဲ့မှန်ကြီးရှိနေမယ်ဆိုရင်မကောင်းတဲ့စွမ်းအင်ဟောင်းတွေကိုကိုယ်စီပြန်လဲရောင်ပြန်ဟပ်စေပြီးမနဲ့နိုးတဲ့အခါလန်းဆန်းမှုမရှိပဲခေါင်းကိုက်တာအိမ်တောင်ဖက်တဲ့ချင်းတန်တရားစိတ်တွေများလာမျိုးဖြစ်တတ်ပါတယ်ဗျာအကယ်၍ရွေးလို့မရမှုဆိုရင်တော့ညဘက်အိတ်ခါနေမှာအဝတ်အစားတစ်ခုခုနဲ့ဖုံးအုပ်ထားဖို့တိုက်တွန်းခြင်းပါတယ်ဗျာနောက်ထပ်ကန်စာတာကိုကြားစင်းစီတဲ့အချက်ကတော့အိမ်တွင်းအိတ်ခမ်းနဲ့မီးဖိုချောင်းမှာအလင်းကောင်းမရပဲမှောက်နေခြင်းဖြစ်ပါတယ်ဗျာအလင်းရောင်ဟာကျက်တရေနဲ့လက်လာဘာကိုဖိတ်ခေါ်တဲ့တဘာဝအင်အားဆိုပါဗျာအိမ်ရဲ့အိတ်ခမ်းတို့မဟုတ်မီးဖိုချောင်းကနေခင်ဘက်မှာတော့မှောင်ပြီးလေဝင်လေထွက်မကောင်းဘူးဆိုရင်အဲ့ဒီနေရာမှာမမင်္ဂလာဖြစ်စေတဲ့စွမ်းအင်ဆိုးတွေစုပေါင်းလာပြီးစီးပွားရေးတွေတုံဆုံးသွားတတ်ပါရဲ့ဗျာအထူးသဖြင့်မီးဖို့ကြောင့်ဆိုတာအိမ်ရဲ့စီးစိမ်ဥစားတိုးလောင်ရနေရဖြစ်တဲ့အကြောင်းမီးဆိုင်တွေကိုလင်းထိန်တုံးရမယ်ဖြစ်ပြီးမှောင်နေတဲ့မီးဒီဟောင်းတွေကိုချက်ချင်းလဲပစ်ဖို့လိုအပ်ပါတယ်ခင်ဗျာအိမ်ထဲမှာရှိနေရင်ကန်ကြရာကိုစထုထမြောက်ညှိုးနွမ်းစေတဲ့အရာကတော့မီးဖိုကြောင့်ထဲမှာဓာတ်တွေကက်ကြီးတွေကိုအမြင်သာကြီးပွင့်လင်းစွာထားရှိခြင်းပဲဖြစ်ပါတယ်ဗျာဓာတ်နဲ့ကက်ကြီးလိုမျိုးထက်မြက်ပြီးချွန်ထက်တဲ့အသုံးဆောင်ပစ္စည်းတွေဟာဖုန်ရွှေသဘောတရားအရတက်ဖြတ်ခြင်းစွမ်းအင်ကိုထုတ်လွှတ်တယ်လို့ယူဆကြပါတယ်ဗျာဒါတွေကိုမီးဖိုကြောင့်စောင့်တန်းတွေပေါ်မှာဒါမှမဟုတ်နေရန်တွေမှာပွင့်လင်းစွာချိတ်ဆွဲထားမယ်ဆိုရင်အိမ်တွင်းမှာရန်ခလောက်တွေများလာတာငွေကြေးအစင်မပြေမှုတွေနဲ့အိမ်သူအိမ်သားတွေမတော်တဆထိကြိုက်တန်းရတာမျိုးတွေမကြာခဏကြုံတွေ့ရတတ်ပါတယ်ဗျာဒါကြောင့်အသုံးပြုပြီးတဲ့ဓာတ်တွေကက်ကြေးတွေကိုတေချာဆေးကြောပြီးအမီအသာကြီးမထားပဲပြီးတော့အန်ဆွဲတဲ့သို့မဟုတ်တီးတန့်ဘူးထဲမှာစနစ်တကျထည့်သွင်းသိမ်းဆည်းထားဖို့လိုအပ်ပါတယ်ဗျာဒါပြင်အိမ်ခန်းတွေရဲ့တောင့်စွန်းတွေနဲ့ကူရင်ကောက်တွေမှာပစ္စည်းဟောင်းတွေဂျားနဲ့ဟောင်းတွေကိုအပုံလိုက်ရှုပ်ပွားအောင်စုပုံထားခြင်းကလည်းကန်ကြတာကိုအကြီးကျယ်ညှိုးနွမ်းစေတဲ့အလေးအကျဉ်ဆိုးဖက်ပါတယ်ဗျာအိမ်တစ်ခုရဲ့တန်ရှင်းမှုနဲ့လေဝင်လေထွက်ဟာကန်ကောင်းခြင်းတွေကိုဆွဲဆောင်တဲ့တော့ကြပါပဲဗျာအထူးသဖြင့်မိမိတို့အိတ်ဆက်တဲ့ကုတဲ့အောက်မှာမတုံးတော့တဲ့တက်တာဟောင်းတွေဖနက်တွေစာရွက်ဟောင်းတွေကိုတင်းစီထားမယ်ဆိုရင်စွမ်းအင်တွေပိတ်ဆို့သွားပြီးအိတ်ဆက်မှုကိုအနှောင့်အယှက်ဖြစ်စေတာပြင်စီးပွားရေးမှာလည်းရှေ့မတိုးတာနောက်မဆုတ်တာပိတ်ဆို့မှုတွေဂျုံထွေးရတတ်ပါတယ်ဗျာဒါကြောင့်အိမ်တွင်းတောင့်တွေနဲ့ကုတဲ့အောက်တွေကိုအမြဲတမ်းရှင်းလင်းတန့်ရှင်းနေအောင်ထားရှိရပါမယ်ဗျာနောက်ထပ်အလွန်အရေးကြီးတဲ့အိမ်အပြင်အစင်အမားတစ်ခုကတော့အိမ်ရှိပေမတကားဝနဲ့တိုက်ရိုက်မျက်နှာမူနေတဲ့ကမောက်ကမလေဓာတ်ထက်များရှိနေခြင်းပဲဖြစ်ပါရဲ့ဗျာအိမ်တွင်းဘီတုကပညာနဲ့လောကီအမြင်အရာအိမ်ရှိပေမတကားမားကြီးဟာလက်လာပါတွေစီးဝင်ရအဓိကဝင်ပေါက်ပါပဲဗျာအကယ်၍တကားကိုဖွင့်လိုက်တာနဲ့အိမ်အပေါ်ဓာတ်ကိုတက်မဲ့လေဓာတ်ထက်တွေကိုဓာတ်ရိုက်မြင်နေရမယ်ဆိုရင်အိမ်တဲကိုစီးဝင်လာတဲ့ကံကောင်းခြင်းနဲ့ငွေကြေးစွမ်းအင်တွေဟာလေဓာတ်တိုင်းအပေါ်ကိုအမြန်ဆန်လွင့်ပြေသွားတာဒါမှမဟုတ်
အောက်ကိုပြန်လျှောကြသွားတာမျိုးဖြစ်တတ်ပါတယ်ဗျအကယ်၍တင့်အိမ်ကဒီလိုပုံစံဖြစ်နေမယ်ဆိုရင်တကားဝါနဲ့လေဓာတ်ကြားထဲမှာလှပတဲ့လိုက်ကာတစ်ခုဒါမှမဟုတ်အကာရန်တစ်ခုခုခံပြီးစွမ်းအင်တွေကိုထိမ့်သိမ့်ပြီးဖို့လိုအပ်ပါတယ်ခင်ဗျာအိမ်ထဲမှာရှိနေရင်ကန်ကြာတာကိုပန်စမမြောင်ညှိုးနွမ်းစေတဲ့အရာကတော့ရေယိုစီးနေတဲ့ပိုက်ခေါက်တွေနဲ့ရေတင်ကြံပြီးပုတ်တိုးနေတဲ့ရေအိုင်တွေကိုပစ်ထားခြင်းပဲဖြစ်ပါတယ်ဗျာလောကီပညာရပ်တွေနဲ့ဖုန်ရွှေအယူဆတွေမှာရေဆိုတာငွေကြေးဒဏနဲ့လက်လာပစီးစင်းမှုကိုကိုစားပြုပါတယ်ဗျာအကယ်၍တင့်အိမ်ရဲ့ရေချိုးခန်းအိမ်သားဒါမှမဟုတ်မီးဖိုချောင်းကရေပိုက်ခေါင်းတွေဟာမလုံပဲတစ်ဆက်နဲ့ရေတွေအမြဲယိုစီးနေမယ်ဆိုရင်တင့်ရဲ့ရှာဖွေစူဆောင်ထားသမျှငွေကြေးဒဏတွေဟာလည်းအကြောင်းမရှိပဲအလို့အလျောက်အမြဲယိုဖိတ်ဆုံးရှုံးနေတာပါဗျာဒါပြင်အိမ်ပတ်ဝန်းကျင်နဲ့ရေနုမြောင်းတွေမှာရေတွေပိတ်ဆို့သည့်ပုတ်တိုးညင်ပတ်နေတဲ့ရေအိုင်တွေရှိနေခြင်းကလည်းစွမ်းအင်ဇိုးတွေကိုဆွဲဆောင်ပြီးစီးပွားရေးကိုလုံးဝတုံဆိုင်သွားစေတယ်လို့ရေယိုဓာတ်တွေကိုချက်ချင်းပြင်ဆင်ပြီးရေမြောင်းတွေကိုအမြဲတန့်ရှင်းနေအောင်လှုပ်ဆောင်ရပါမယ်ဗျာနောက်ထပ်အလွန်အရေးကြီးတဲ့အိမ်အကျင်အစင်းအမောက်တစ်ခုကတော့တေဆိုးသွားတဲ့တလိဆန်တွေရဲ့အရေးခွင်တွေအကောင်လိုက်အချောက်လန်းထားတဲ့ရုပ်တွေနဲ့တောကောင်ဦးဂျုံတွေကိုအလတ်ဆင်ထားခြင်းကလည်းကန်ကြာရာကိုအကြီးကျယ်ညှိုးနှမ်းစေတဲ့အသုံးဆောင်ဖြစ်ပါတယ်ဗျာလူတချို့ကအဲခန်းတွေမှာတမင်ဦးဂျုံတွေကြာရည်ခွင်တွေဓမ္မမဟုတ်ငှက်ချောက်ငါးချောက်အလတ်ဆင်ရုပ်တွေကိုခံရအောင်ဆိုပြီးချိတ်ဆွဲတတ်ကြပါတယ်ဗျာတကယ်တမ်းတော့အဲ့ဒီအရာတွေဟာတေချင်းတရားနဲ့နာကျင်မှုတို့ရဲ့စွမ်းအင် death energy တွေကိုအမြဲထုလို့နေတာဖြစ်လို့အိမ်တွင်းကိုမှိန်မိစေပြီးအိမ်သားတွေကိုအလွတ်အကောင်ကန်ကြတာနှိမ်ပါစေတာအပြင်စိတ်သက်ကြလွယ်မှုကိုဖြစ်ပေါ်စေတာမို့မသိပဲအလားစင်မိထားရင်ချက်ချင်းဖယ်ရှားပြစ်သင့်ပါတယ်ဗျာနောက်ထပ်အလွန်အရေးကြီးရဲ့အိမ်အပြင်အစင်အမားတစ်ခုကတော့အိမ်ရှိပေမှာတကားမကြီးကိုဖွင့်လိုက်တာနဲ့အိမ်သားတကားကိုတိုက်ရိုက်မျက်နှာမူပြီးမြင်တွေ့နေခြင်းပဲဖြစ်ပါတယ်ဗျာအိမ်ရှိတကားဝဆိုတာအိမ်တစ်လုံးရဲ့အောင်မြင်မှုနဲ့မင်္ဂလာအပေါင်းစည်းဝင်ရနေရပါဗျာအိမ်သားကတော့အငြိအကြီးတွေကိုစွန့်ထုတ်တဲ့စွမ်းအင်ညစ်ပတ်တဲ့နေရာပါတကားမကြီးကနေဝင်လာတဲ့ကောင်းမွန်တဲ့လက်လာပါစွမ်းအင်တွေဟာအိမ်ထဲကိုမပြန့်နိုင်ရသေးခင်အိမ်သားတွေကိုတိုင်းရိုက်စီးဝင်ပြီးပျောက်ကွယ်သွားတာကြောင့်အိမ်သားတွေဘလောက်ပဲစီးပွားရှာငွေမငဲတာမျိုးကြုံတွေ့ရတတ်ပါတယ်ဗျာဒါကြောင့်အိမ်သားတကားကိုအမြဲပိတ်ထားရမှာဖြစ်ပြီးတက်နိုင်ရင်အိမ်သားတကားဝမှာလှပတဲ့လိုက်ကာအရှိတစ်ခုဆွဲချေကကောက်ကွယ်ထားရှိရမှာမယ်ခင်ဗျာအိမ်ထဲမှာရှိနေရင်ကန်ဆာတာကိုဆက်ထားမြောက်ညှိုးနှွမ်းစေတဲ့အရာကတော့မီးဖိုချောင်ထဲကမီးဖိုနဲ့ရေစေးစင်ကိုဘေးချင်းကပ်တော့မဟုတ်မျက်နှာချင်းဆိုင်တိုင်းရိုက်ထားရှိခြင်းပဲဖြစ်ပါတယ်ဗျာဖုန်ရွှေပင်တရက်မှာမီးဖိုဟာမီးဓာတ်ထပြီးစီးစင်ဥစားကိုကိုစားပြုသလိုရေစေးစင်ကတော့ရေဓာတ်ထပါတယ်ဗျာအကယ်၍မီးဖိုနဲ့ရေစေးစင်ကိုတိုင်းရိုက်ကတ်ထားမယ်ဆိုရင်ရေနဲ့မီးမတဲ့သလိုမျိုးဓာတ်ကြီးနှစ်ပါးဆန့်ကျင်ဘက်ဖြစ်မှုကြောင့်အိမ်တွင်းမှာအိမ်တော်ဖက်အချင်းချင်းစိတ်ဝမ်းကွဲခြင်းစကားများရင်ဖြစ်လွယ်ခြင်းနဲ့စီးပွားရေးမှာလည်းငွေကြီးအရက်တဲနေအမြဲရင်ဆိုင်ရတတ်ပါရဲ့ဗျာဒါကြောင့်မီးဖိုနဲ့ရေစေးစင်ကြားမှာအ ਨੇ ဆုံး2ပေခန့်ကွာဝေးအောင်ထားရမှာဖြစ်ပြီးနေရရှိရခဲ့ပါကကြားထဲမှာတစ်တိုင်းစင်သို့မဟုတ်အစိမ်းရောင်ရှိတဲ့ပစ္စည်းတစ်ခုခုခံထားပေးခြင်းဖြင့်ဓာတ်ပြေအောင်ရုပ်ဆောင်နိုင်ပါရဲ့ဗျာဒါအပြင်အိတ်ခမ်းသို့မဟုတ်အိတ်ခမ်းထဲမှာစူးချွန်တွေအများကြီးပါတဲ့ကက်တက်စ်ရှားတောင်းလက်ပတ်ပင်တွေကိုအလှစိုက်ထားခြင်းကလည်းကန်ဆာတာကိုညှိုးနှွမ်းစေတဲ့အလီအကျအမှားဖြစ်ပါတယ်ဗျာလူအတော်များများကပြုစုရလွယ်ကူလို့ဆိုပြီးအိမ်ထဲမှာရှားတောင်းပင်လေးတွေကိုအလှစိုက်တတ်ကြပါတယ်ဗျာတကယ်တမ်းတော့ရှားတောင်းပင်ရဲ့ထပ်မြက်လာတဲ့စူးချွန်တွေကအိမ်တွင်းကိုရန်လိုတဲ့စွမ်းအင်တွေနဲ့ထိခိုက်နာကျင်တဲ့စွမ်းအင်တွေကိုစင်စက်မပြတ်ထုတ်လွှတ်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်အိမ်သူအိမ်သားတွေကြားမှာအဖူအထွက်တွေများလာတတ်ပြီးအလုတ်အကောင်တွေမှာလည်းအတိုက်ခန်းထောင်ချောက်တွေနဲ့ခဏခဏကြုံရတတ်တော့စိုးပါတဲ့အပင်တွေကိုအိမ်ထဲမှာမထားပဲအိမ်အပြင်ဘက်ဝရန်ဒါဒါမှမဟုတ်ခြံစည်းရိုးနားမှာပဲပြောင်းရွှေ့စိုက်ပြူတန်ပါတယ်ဗျာနောက်ထပ်အလုံးအရေးကြီးတဲ့အိမ်အပြင်အစင်အမားတစ်ခုကတော့အိမ်ရဲ့အဓိကပင်မတကားမကြီးကိုဖွင့်လိုက်တာနဲ့မှန်အကြီးကြီးတစ်ခုကိုမျက်နှာမူပြီးမြင်တွေ့နေခြင်းပဲဖြစ်ပါတယ်ဗျာအိမ်ရှိတကားဝါကနီးအိမ်တဲကိုစီးဝင်လာမဲ့ကောင်းမွန်တဲ့ကန်ဆာတာလက်လာပါနဲ့စွမ်းအင်ကောင်းတွေကတကားတက်တဲ့မှာရှိနေတဲ့မှန်ကြီးနဲ့ဓာတ်ရိုက်တိုးမိတဲ့အခါအိမ်တဲကိုမစီးဝင်နိုင်တော့ပဲ
အပြင်ဘက်ကိုပဲပြန်လေရောင်ပြန်ဟပ်ပြီးလွင်စင်ထွက်သွားတတ်ပါတယ်ဗျာဒါဟာအိမ်ရဲ့လက်လာပလမ်းကြောင်းကိုကိုယ်တိုင်ပိတ်ဆို့လိုက်တယ်လို့ဖြစ်တာကြောင့်အိမ်ရှိတကားဝါနားမှာမှန်ထားခြင်းနဲ့ဆိုရင်တကားနဲ့တက်တက်မထားပဲဘေးဘက်နေရန်တွေမှာပဲရွှေဆွဲခြိုက်ထုတ်လိုအပ်ပါတယ်ခင်ဗျာအိမ်ထဲမှာရှိနေရင်ကန်စားတာကိုဆက်ထားမြောက်ညှိုးနွမ်းစေတဲ့အရာကတော့မီးဖိုချောင်ထဲကစီးကြောရမဲ့ပန်းခွဲရုပ်အညစ်အကြေးတွေကိုညအသိပ်ပုံထားခြင်းပဲဖြစ်ပါတယ်ဗျာအိမ်တအိမ်ရဲ့မီးဖိုချောင်ဆိုတာအိမ်သူအိမ်သားတွေရဲ့ကျန်းမာရေးနဲ့စီးစိမ်ဥစ္စာကိုဖန်တီးပေးတဲ့အဓိကအသက်သွေးကြောနေရပဲဖြစ်ပါတယ်ဗျာညဘက်အိတ်ခါနီးမှာစားထောက်ထားတဲ့ပန်းခွဲရုပ်တွေကိုမစေးပဲစင်းပေါ်မှာဒီတိုင်းစုပုံညသိပ်ထားမယ်ဆိုရင်ညစ်ပတ်တဲ့စွမ်းအင်တွေနဲ့လက်ပိတ်စေတဲ့စွမ်းအင်တွေဟာအိမ်ထဲမှာတညလုံးကြီးစိုးသွားတတ်ပါတယ်ဗျာဒါဟာလက်လာပါတွေကိုတိတိတသာဆုပ်ယွတ်စေပြီးနောက်နေ့မနက်မှာစိတ်နှောက်ကြည့်တာစီးပွားရေးအဆင်မပြေတာတွေဖြစ်စေတတ်လို့ညမအိတ်ခင်မီးဖိုချောင်ကိုစင်ကြအောင်အမြဲရှင်းလင်းစေးကြောရပါမယ်ဗျာဒါအပြင်အိတ်ခမ်းထဲမှာကုတင်ခေါင်းရင်းသို့မဟုတ်ဘီးဘက်တွေမှာဝါယာကြိုးတွေလျှက်စစ်ပစ္စည်းတွေရှုပ်ပွနေအောင်ထားရှိခြင်းကလည်းကန်စားတာနဲ့ကျန်းမာရေးကိုအလွန်ထိခိုက်စေတဲ့အမှားတစ်ခုဖြစ်ပါတယ်ဗျာကျွန်တော်တို့အိတ်ဆက်တဲ့အခါခန္ဓာကိုယ်ကတဘာဝအတိုင်းငြိမ်သက်ပြီးအနာယူရတာပါဗျာဒါပေမဲ့ကုတင်ဘေးမှာဖုံးအားသွင်းကြိုးတွေပလက်ပေါက်တွေလျှက်စစ်ပစ္စည်းတွေအများကြီးရှုပ်ပွနေမယ်ဆိုရင်အဲ့ဒီပစ္စည်းတွေကထွက်တဲ့လျှက်စစ်တံပိုက်လိုင်းတွေကခန္ဓာကိုယ်ရဲ့တဘာဝစွဲအင်စည်းဝင်မှုကိုအနှောက်ယှက်ပေးပြီးအိမ်မပျော်ခြင်းအိမ်မက်ဆိုးမှတ်ခြင်းနဲ့ရေရှည်မှာဘုံခံမှိန်ပြီးလူပါနွမ်းနဲ့လာတတ်လို့လျှက်စစ်ကြိုးတွေကိုတေချာစနစ်တကျတင်းစီးဖို့လိုအပ်ပါတယ်ဗျာနောက်ထပ်အလွန်အရေးကြီးတဲ့အိမ်အပြင်အစင်အမှားတစ်ခုကတော့အိမ်ရဲ့ကန်စားတာထောက်သို့မဟုတ်အရှိတောင်ထက်အရပ်မျက်နှာမှာပစ္စည်းအဟောင်းအဆုပ်တွေပုံထားခြင်းပဲဖြစ်ပါတယ်ဗျာလော်ကီဘေးတွေနဲ့ဖုန်းရှိကင်ညာရက်မှာအိမ်တအိမ်ရဲ့အရှိတောင်ဘက်ကငွေကြေးတဏ္ဍနဲ့လက်လာပတွေကိုတိုးလောင်းတဲ့နေရာပဲဖြစ်ပါတယ်ဗျာအဲ့ဒီအရက်မျက်နှာမှာကိုတောင်အဆုပ်လိုပစ္စည်းအဟောင်းတွေဖုံတွေဓမစ်စီဟောင်းတွေစုပုံထားမယ်ဆိုရင်တဲ့အိမ်ရဲ့ငွေကြီးလမ်းကြောင်းကိုကိုယ်တိုင်ပိတ်ဆို့လိုက်သလိုဖြစ်သွားပြီးငွေဝင်ခတ်တာ green meat တွေတက်လာတာမျိုးကြုံရတတ်ပါလေဗျာဒါကြောင့်အိမ်ရဲ့အရှိတောင်ဘက်ထောင်ကိုအမြဲတမ်းတန့်ရှင်းလင်းလင်းနဲ့အလင်းရောင်ရအောင်ဂရုစိုက်ရပါမယ်ခင်ဗျာငကင်ချိုးအငင်းနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အင်္ဂေဟာဆိုတာမိမိတို့ရဲ့ကန်းစားတာစီးပွားရေးနဲ့ကျန်းမာရေးတွေကိုဖန်တီးပေးတာအဓိကအခြေခံအုတ်မြစ်ကြီးပဲဖြစ်ပါတယ်ဗျာအခုဝင်းမြပေးခဲ့တဲ့အတိုင်းအိမ်ထဲမှာရှိနေတဲ့ကွဲအပ်ပစ္စည်းတွေရေယူစိတ်မှုတွေနဲ့စွမ်းအင်ထုတ်တဲ့အသုံးအဆောင်တွေကိုဖယ်ရှားပစ်ပြီးလေဝင်လေထွက်ကောင်းအောင်နဲ့အလင်းရောင်ရအောင်ပြင်ဆင်လိုက်ယုံတာနဲ့တဲ့အိမ်ရဲ့ဘုံကန်တဲ့ချက်တရေကတိတိတသာတိုးတက်ပွင့်လန်းလာမှာဖြစ်ပါတယ်ဗျာအိမ်တွင်းကမကောင်းတဲ့စွမ်းအင်တွေကိုဖယ်ရှားပြီးကန်စားတာချက်ချင်းတက်စေမဲ့လောကီဘ ഹു တုကနီလန်းကောင်းများအကြောင်းကိုအစအဆုံးစိတ်ရှည်လက်ရှည်နဲ့အချိန်ပေးနားထောင်ပေးခဲ့ကြတဲ့ဓမ္မမိတ်ဆွေများအိမ်ရှင်များနဲ့မိသားစုဝင်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ဗျာနားထောင်သူမိသားစုဝင်များအားလုံးယနေ့ကစပြီးအိမ်တွင်အမင်္ဂလာအပေါင်းကင်းဝေးကလက်လာပါများဒီရဲ့အားတိုးတက်စည်းဝင်ပြီးမိသားစုဝင်အချင်းချင်းစီးလုံးချစ်ခင်စွာနဲ့ကိုယ်စိတ်နှဖျားကြားမှချမ်းသာကြပါစေကောင်းစုမွန်ကောင်းတောင်းရင်ငကင်ကြုတ်လိုက်ရပါတယ်ခင်ဗျာတာဓုတာဓုတာဓုပါ